နုဘီတာဖြစ်ပါကျွန်တော်ဒီနေ့မှာတော့စီးဝါးမှာဒီနနုလေးကိုကျွန်တော် fruit လေး light လို့ပြောမှာဖြစ်ပါတယ်ကျွန်တော်ဘာဘေးကကောင် PV ချမှာလားမသိဘူးနော်ဒီကောင်နဲ့ PV ချပြီးမှတော့ဒီနေ့ရောကျွန်တော်ဒီမှာတယောက်လာစီးဝါးမှာကျွန်တော်ဒီ Rango ကိုလည်းဘာ fruit ပေါက်မယ်ကျွန်တော်မှရှိပြီးသား fruit van fruit ပေါက်လိုက်ကျွန်တော်သူများလက်ကားပေးသွားမှာပေါ့ကဲခုတော့ကျွန်တော်ဒါလုပ်လိုက်ရအောင်မလုပ်လို့မရသေးဘူးရလုပ်လို့မရသေးဘူးဒီကောင်တော်တော်စိုးနေရဟဲ့ဒီကောင်တော်တော်စိုးနေရနာ respawn လုပ်လိုက်မယ် respawn လုပ်လိုက်မယ်နော် respawn လုပ်လိုက်မယ်ကဲခုတော့ကျွန်တော်ဒီမှာ fruit room မယ်ပေါ့โอเคfruit room မယ်ကျွန်တော်စောက်တော့လုံးနေပြန်လုံးမယ်ကဲအကောင်မီကုန်းရှိုင်းဟာနောက်စောက်ဘောလုံးနေရဟဲ့ငါတကယ်စောက်ဘောငါတကယ်တော့တာကဲဘာစုပေါ့ကွာရထားလိုက်ကြီးโอเคရနောက်ကောင်းတဲ့ fruit လေးပေးငါမှရှိပြီးသား fruit လေးမပေးနဲ့မတ်ကေဟေ့မတ်ကေ fruit ပေါက်နာထားခုံဂါချာအဲ့တဲ့ဟေ့ဂါချာအဲ့တဲ့ငါကန်နီကိုကောင်းနေရဒါတော့ကန်မကောင်းနာဂါချာအဲ့ကဘာလို့လူရလဲမမလေးဂါချာအဲ့ပွေးစတဂါချာခုနကျွန်တော်ဘလို့တွေ့ရတာဂါချာအဲ့ပေါက်သွားကဲပြီးရင်ကျွန်တော်လိုက်လူမှာဂါချာအဲ့ဟောဂါချာအဲ့ပေါက်နာကျွန်တော်ဒီမှာရှာနေကဲဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲဘိုင်